ဂျပန်နိုင်ငံကကမ္ဘာပေါ်မှာတက်ကြီးရွယ်ဦးအများဆုံးနိုင်ငံတစ်ခုဖြစ်ပါတယ်။တက်ကြီးရွယ်ဦးများဟာအများအားဖြင့်သူတို့ကိုစောင့်ရှောက်ပေးမဲ့သူမရှိတော့ပါဘူး။တချို့ကတော့သူတို့ရဲ့သားသမီးတွေကတောင်ဆုံးပစ်ထားကြတာပါ။သူတို့မှတငယ်ချင်းတွေလည်းမရှိကြသလိုရှိရင်တောင်အသက်ကြီးလာတာကြောင့်အပြင်ထွက်ပြီးတွေ့ဖို့ခက်ခဲလာပါတယ်။တချို့အတွက်တော့ကိုယ့်အသက်ကိုစားစရာချက်ပြုတ်ရတာတောင်ခက်ခဲလာတာပါ။ဒါပေမဲ့သူတို့ကလည်းမလျှော့ခဲ့ကြပါဘူး။သူတို့ကနီးလန်းတစ်ခုကိုရှာတွေ့ခဲ့ကြပါတယ်။အဲ့ဒါကတော့အရည်ရွယ်ချက်ရှိထောင်ထဲဝင်ခြင်းပါ။ဂျပန်နိုင်ငံရဲ့ထောင်တွေထဲမှာတက်ကြီးရွယ်ဦးအရေးအတွက်3ဆထိတိုးလာခဲ့ပါတယ်။ထောင်ထဲမှာတော့နေရာကလွေထွေးပြီးသက်သာရှိပါတယ်။သူတို့ကစားစရာတွေကိုလည်းချက်စရာလည်းမလိုတော့သလိုစီးဝါးတွေကိုပါအခမဲ့ရကြပါတယ်။တချို့မလုပ်တတ်တော့တဲ့သူတွေအတွက်ဆိုရင်ဒိုင်ပါတွေတောင်လဲပြီးကြတာပါ။အဲ့မှာတက်ကြီးတဲ့လူတွေများတာကြောင့်တငယ်ချင်းလှုပ်ဖို့လည်းလွယ်ပါတယ်။ဒါဆိုသူတို့ဘယ်လိုထောင်ထဲဝင်ကြတာလဲ။အများဆုံးကတော့ဆိုင်တဲကိုဝင်ပြီးပစ္စည်းတစ်ခုကိုပေါ်တင်ပဲခိုးကြပါတယ်။ပြီးတော့ရဲစီကိုယ်တိုင်အပ်လိုက်ကြပါတယ်။ဒီလိုကြောင့်နောက်ပိုင်းနှစ်တွေမှာဂျပန်ထောင်တွေကအခြေအနေအများကြီးပြောင်းလဲသွားပါတယ်။လူမိုက်တွေရဲ့စားတဲ့ကြီးရွယ်ဦးတွေကထောင်ထဲကိုနေရာပိုယူတော့ခိုက်ရန်ဖြစ်ပွားမှုတွေလျော့နေသွားပြီးတချို့အချိန်တွေမှာတော့အဲ့ဒီနေရာထောင်တစ်ခုထက်တကြီးရွယ်ဦးဆောင်ရှောက်ရေးကြီးဟာတစ်ခုနဲ့တောင်ပိုတူနေပါတယ်